အားလုံးပဲမင်္ဂလာဒီမှာကျွန်တော် game လေးတစ်ခုမိတ်ဆက်ပေးဖြစ်ပါတယ်။အဲ game ရဲ့နာမည်က Wallbox လို့ခေါ်ပါတယ်။လွန်ခဲ့တဲ့2022တော့လည်းဒီမှာ crafter ဒီ game ကိုဆော့တော့ကျွန်တော်တွေ့ရှိရပါတယ်။ဒီ game လေးရဲ့အမျိုးအစားက God Simulation ဆိုတဲ့ game မျိုးဆိုဖြစ်ပါတယ်။အဲ game ထဲမှာတင်လောက်ရမယ့် category ကတော့ God တယောက်အနေနဲ့ကစားမှာဖြစ်ပါတယ်။ဒီ game လေးထဲမှာလူသားရဲ့စင်ငယ်ပြောင်းလဲမှုကိုတွေ့ရှိရမှာဖြစ်ပါတယ်။ရွာတွေကနေနောက်ပြီးတော့မြို့တွေအဖြစ်ပြောင်းလဲမှာဖြစ်ပါတယ်။နောက်ပြီးတော့နိုင်ငံတွေ empire တွေပါပြောင်းလဲမှာဖြစ်ပါတယ်။တကယ်၍တင်ဟာပြင်းလာပြီဆိုတော့ဒီမြို့ရွာတွေကိုအကုန်ဖျက်ဆီးပလိုက်လို့ရပါတယ်။ nuclear လက်နက်တွေတောင်းမဟုတ်လေစွမ်းအားကြီးတဲ့လက်နက်တွေလည်းရှိပါတယ်။ဒီ game လေးထဲမှာလူသားတွေတင်ဖန်တီးလို့ရမှာမဟုတ်ပါဘူး။တခြားမတူတဲ့မျိုးနွယ်စုတွေစဖန်တီးလို့ရပါတယ်။ကိုရိုင်း customize လုပ်တဲ့ drone တွေအစားလည်းဖန်တီးလို့ရပါတယ်။နောက်ပြီးတော့မျိုးနွယ်စုတစ်ခုနဲ့တိုက်ခိုက်တာလည်းလုပ်လို့ရပါတယ်။ဒီဗီဒီယိုထဲမှာကျွန်တော်ပြောတဲ့ဟာကအကုန်ပြည့်စုံနေမှာတော့မဟုတ်ပေမဲ့ bro သွားဆော့တာပိုကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်။ဘာလို့လဲဆိုတော့ကိုဆော့ကြည့်မှကိုကောင်းမယ်လို့ထင်ပါတယ်။အဲ့တော့ဒီဗီဒီယိုလေးကတော့ viewer အနေနဲ့ကျွန်တော် game လေးကိုသွားဆော့ဖို့ကျွန်တော်မျှော်လင့်နေ။အဲ့တော့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ချင်တယ်။နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်တွေ့ဖို့လည်းမျှော်လင့်ပါတယ်။နောက်ဗီဒီယိုမှာ trailer လေးထည့်ပေးထားရဆို trailer လေးကိုပြီးအောင်ကြည့်ပြီးတော့ပါပဲ။သွားဆော့လို့လည်းရပါတယ်။ဒီဗီဒီယိုလေးကိုလည်းကြိုက်နေတဲ့ like subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ Thank you for watching guys. See you next video.